Hello ကျေးဇူးများတင်ပါတယ်အခုထိဆက်လက်ပြီးတော့အားပေးနေတဲ့အတွက်ကျွန်မအချိန်သိမ့်မကြံတော့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်မတစ်ခါလေးဝင်လာတာဖြစ်တယ်ဆိုရင်ကျွန်မတို့ရိုးရှင်းတဲ့ဘဝနဲ့ကျွန်မတို့အသက်ရှင်တာအကောင်းဆုံးမဟုတ်ဘူးလားဒါဆိုအဲ့ဒီချင်းလေးနဲ့ဖြောပြပေးချင်ပါတယ်ရရင်အတူတူလိုက်ဆိုရအောင်နော်